တိုင်းနေလား မင်္ဂလာပါ ညီမလေးနာမည်နဲ့ဘယ်ကလာလဲဆိုတော့ပြပြပါအောင်ညီမလေး နာမည်ဆင်းရဲတယ်ဟိုလှိုင်ဘက်ကလာ လာရဟုတ်ဒီမှာကဟိုလာ online နဲ့ online token နဲ့လာလာတော့မွေးဝယ်ယူ app နဲ့လာလာ online token နဲ့လာ online token နဲ့လာလာဟောဒါတော့ဘာလေးပေါက်သွားလဲပြပြပေးပါအောင် အဲကွန်ဖိုင်ယာလေးပေါက်သွားပါ တီတီတိုင်းမွေးအိမ်ကောင်ပန်ကလေးပေါက်သွားမိုက်တယ်ဟုတ်တယ်ဒီချိန်မှာမွေးရော်လေးဆိုပြီးပဲခါရလေအိုက်တယ်နော်အခုတော့အနေလေးအိုက်ညာဆိုတော့ဒီပန်ကပေါက်သွားပြောဆိုင်ဒီမဲလေးကိုဖောက်နေတဲ့အချိန်မှာဖောက်မယ်လို့ထင်စားရတယ် အဲ့လိုပြောတော့ဘော ကြားရတာကိုယူမယ်လို့စိတ်လာအခုအဲ့လိုမျိုးလေးပန်ကားလေးပေါက်တော့ဘယ်လိုခံစားချက်ရလဲ ပြောပါ ပြောပါရနော်โอเคအဲ့ဆိုဒီတိုင်းမို့ဒီဆိုင်ဖွင့်ဝဲတော့ကိုအမှတ်တရစကားလေးပြောပြပါဦးဒီမှာလေး ဒီတိုင်းဝင်ဒီထဲမှာကအောင်မြင်ပြီးတော့ဆိုင်ပွဲပေါင်းများစွာလည်းဖွင့်နိုင်ပါစေဘယ်လိုပြောလဲ โอเคပါကျေးဇူးပါ business နဲ့ပြပါစီကျေးဇူးပါနော်ညီမလေး